ကဲဆွေတော်မျိုးတော်များအားလုံးမင်္ဂလာပါဗျာကျွန်တော်တို့16ရက်3လ2026အတွက်ကဲကျွန်တော်တင်နေကြ line လေးရပဲတင်ပေးမယ်เนาะနှစ်ချင်း line ကို3ပင်ကျော်လေးကဲကျွန်တော်ဒါအစိမ့်လေးတွေနဲ့ဝိုင်းပြထားပေးမယ်เนาะဟုတ်ပြီဒီဘက်နှခမ်းသားလေးကတော့နည်းနည်းထိလူထိချင်းဖြစ်ပြီးတော့နောက်ကနန်းလေးတွေကကွဲသွားတယ်เนาะဒီ view မြင်ကွင်းဒါပေမဲ့ကျွန်တော်ပြန်ချက်ပေးပါမယ်เนาะအဲ့ဒီနှစ်ချင်း line ၄ကတ်မှုကို3ပင်ကျော်အနေခုကျွန်တော်တို့နှလုံးပေါင်းချင်း8ကြောင်းတဲ့နော်666ဆိုပြီး3လုံးပေါင်းချင်း8ပါတဲ့နော်ကျွန်တော်ရှာတဲ့စနစ်ကအဲ့လိုအကျိုးကြောင်းလေးတွေပေါ့နော်နှလုံးပေါင်းချင်း3ကြောင်းတဲ့ဟောဒီ3လုံးပေါင်းချင်း3ပါတဲ့ကျွန်တော်တိုင်းပဲရေးပေးဦးမယ်နော်နှလုံး8ကြောင်း3လုံး8ဒါကြောင့်အကြောင်းအကျိုးနီးပါပဲနော်အကျိုးအထောက်ချဲဆိုရင်တော့အကျိုးအထောက်နီးပေါ့ဗျာဒါပေမဲ့တရားတော်နဲ့ကြည့်မယ်ဆိုရင်တော့အကြောင်းကြောင့်အကျိုးဖြစ်တာပါပဲနော်နှလုံးပေါင်း6ကြောင်းတဲ့3လုံးပေါင်းချင်း6ပါပဲတဲ့နော်ဒါမျိုးလေးတွေအကျိုးအထောက်ရှိမှာပေါ့နော်နှလုံးပေါင်း9ကြောင်းနဲ့3လုံးပေါင်း9ကျွန်တော်တို့ရိုက်မယ်ဆိုရင်တဲ့6က8ကဆိုနှလုံးပေါင်း4ကိုဖြစ်ဖို့ဆိုရင်ကျွန်တော်တို့9ထိပ်ထဲမှသာ3လုံးပေါင်း9ဖြစ်ပါမယ်တဲ့เนาะတဲ့9ထိပ်ရသွားပြီ9ထိပ်ရသွားတော့အဲ့ဒီ line မှာပဲကျွန်တော်နောက်ထပ်ခါကိုကျွန်တော်ကောက်ပြမယ်ခါကောက်မယ်ဆိုရင်ကျွန်တော်တို့ခုလိုပဲကျွန်တော်ရှာနေကြ system ဖြစ်တဲ့အကျိုးထောင်နည်းပဲ8ကဲတဲ့8ထိပ်9အပိတ်နဲ့ပေါင်းလိုက်ရင်3လုံးပေါင်းချင်း1ပါတဲ့ဒီ3လုံးပေါင်းချင်း1ကြောင်းနဲ့သူ့ရဲ့ပါဝါ6ထိပ်4ခါနဲ့3လုံးပေါင်းချင်း6ပါတဲ့နော်1ပါဝါ3လုံးပေါင်း6ပေါ့ဗျာနော်3လုံးပေါင်း1ကြောင်း3လုံးပေါင်း6အဲ့ system နဲ့ z တိုက်ကိုရိုက်တယ်နော်လေးကတ်မှုက3လုံးပေါင်းချင်း1ပါပဲတဲ့666ပေါင်းလိုက်ရင်3လုံးပေါင်းချင်း1ပါပဲတဲ့1ကြောင်းကဲ3လုံးပေါင်းပြန်6ပါမယ်တဲ့3ညရယ်2ကဲတဲ့4ခါရယ်ဆိုတော့3လုံးပေါင်းချင်း6ပါပဲတဲ့နော်ဒါကြောင့်1ပါဝါ3လုံးပေါင်း6ကဲအောက်အပင်လဲတဲ့885ဆိုပြီးတော့3လုံးပေါင်းချင်း1ပါပဲတဲ့နော်3လုံးပေါင်းချင်း1ကြောင်းတဲ့2ထိတ်ကဲတဲ့ခွင်ထိတ်ကဲတဲ့ခွင်ခါရယ်3လုံးပေါင်းချင်း6ပါပဲတဲ့1ပါဝါ3လုံးပေါင်းချင်း1ကြောင်း3လုံးပေါင်းချင်းပြန်6ပါတယ်တဲ့နော်16ရိုက်တာတွေလှသလားမင်းနဲ့အခုလေတဲ့3ထိတ်ကဲ5ထိတ်ကဲ3အပိတ်ကဲဆို3လုံးပေါင်းချင်း1ပါပဲတဲ့3လုံးပေါင်းချင်း1ကြောင်းနဲ့9ရဲ့8ကဲ9ရဲ့တဲ့ကျွန်တော်တို့6ဖြစ်ဖို့ဆိုရင်3ခါထဲမှာတာ3လုံးပေါင်းချင်း6ပါတဲ့ဒါကြောင့်1ပါဝါ3လုံးပေါင်း6ဖြစ်ဖို့ဆိုရင်3ခါပါတဲ့အဲ့လိုဆိုတော့ကျွန်တော်တို့9 3ရှည်ရွဲရပြီဗျရှည်ရွဲရတော့ကျွန်တော်တို့အပိတ်ကိုကျွန်တော်ဆက်ပြပေးမယ်နော်ဒါပေမဲ့ဆက်ပြဖို့ဆိုတာဒီပုံစံအနေနဲ့ဆက်ပြလိုက်ရင်ရှုပ်ရှက်ခတ်သွားပြီနော်ဒါတော့ကျွန်တော်ကာလာခွဲထားတာဒါကြောင့်ဒါလေးကိုကျွန်တော်ပြန်ဖြတ်မယ်ကဲ9 3ရှည်ရွဲရသွားပြီနော်ဒါလေးကိုတော့မှတ်ထားလိုက်ဒါဆွေတော်မျိုးတော်များအနေနဲ့ကိုကနောက်ကနန်းကိုကထည့်ချင်ထည့်လို့ရတယ်ဒါကျွန်တော်ရှည်ရွဲရှာပေးတဲ့အတွက်ဒါပေမဲ့ကျွန်တော်ထည့်ပေးတဲ့ကနန်းကိုထိုးမယ်ဆိုရင်တော့ကဲပူတူစောအောင်လာကြည့်ကြိုက်လဲထိုးကြပေါ့နော်မကြိုက်လဲကြော်ကြပေါ့ဒါပါပဲကဲဒါကျွန်တော်ပြန်ဖြတ်လိုက်အောင်မယ်နော်ဟုတ်ပြီဖြတ်ပြီးရင်အဲ့ line မှာပဲကျွန်တော်အပိတ်ကိုပြပေးမယ်နော်ဟုတ်ပြီအပိတ်ပြမယ်ဆိုတော့ကျွန်တော်အခုဒီနှစ်ပိတ်ကြအောင်နဲ့နော်6ရဲတဲ့3ညရဲတဲ့ဟိုက6ပိတ်ကပေါင်းလိုက်ရင်3လုံးပေါင်းချင်း2ပါတဲ့ဒီနှစ်ကို3လုံးပေါင်းချင်း2နဲ့ပြန်ဖြီတာပေါ့နော်ခုနကကျွန်တော်ပြောတဲ့အကြောင်းကျိုးနီးအကျိုးအထောင်နီးပဲနှစ်ကို3လုံးပေါင်း2နဲ့ပြန်ဖြီတယ်1ကိုအခုလဲ
တစ်ပိတ်ကိုတဲ့နှစ်ထိတ်ကလေးခါရင်ငါအပိတ်ကသုံးလုံးပေါင်းတက်နဲ့ပြန်ဖြီးပြီးဗျာနော်ဟုတ်ပြီတစ်ဟုတ်ပြီအောက်သုံးပင်ထပ်ဆင်းမယ်ကိုအပိတ်ကိုတဲ့ခွင်ထိတ်ကတဲ့3ညာခါရင်နှစ်ပိတ်ကသုံးလုံးပေါင်း9နဲ့ပြန်ဖြီးပါပြီတဲ့နော်ကဲဒီမှာ3ပိတ်တယ်ဗျ3ပိတ်ဆိုတော့9ထိတ်က9ခါရင်ဆိုတော့3ဖြစ်ဖို့ဆိုရင်တော့ဘာထည့်မလဲဟုတ်လား4ဆိုတော့9ပဲထည့်ရမယ်တဲ့ဒါကြောင့်9 3 9တစ်ပေါက်ရပါတယ်နော်3လုံးပေါင်း3ကြောင့်3ပိတ်ကြောင့်3လုံးပေါင်း3ဟုတ်ပြီဒါတွေနဲ့ပြီးသွားရောလားဆိုတော့ကျွန်တော်အဲ့လောက်ကလေးနဲ့ဆိုရင်တော့ထိုးတော့ထိုးမယ်ဒါပေမဲ့အရန်စင်မဲမပါတယ်ဒါပေမဲ့ကျွန်တော်နောက်ထပ်ချုပ်တဲ့ဟာမျိုးတွေနဲ့ညီမကျွန်တော်ဗရိတ်နဲ့လှမ်းချုပ်တယ်တွဲလုံးတွေနဲ့လှမ်းချုပ်တယ်အဲ့လိုချုပ်လို့ညီမကျွန်တော်ကဒီခဏန်းကိုထိုးတာပါနော်အခုကျွန်တော်ထပ်ချုပ်ပေးမယ်3လုံးပေါင်းနော်ကာလာနဲ့တုတ်သွားတယ်နော်ကျွန်တော်ပြန်သေးလိုက်အောင်ဟုတ်ပြီကျွန်တော်တို့3လုံးပေါင်းချင်း2ပါတဲ့3ရယ်5ရယ်ခွင်ရယ်3ရယ်5ရယ်4ရယ်ပေါ့နော်3 5 4 3လုံးပေါင်းချင်း2ကြောင်းနဲ့2ပါဝါတဲ့6ကဲတဲ့5ရယ်တဲ့ဟိုက6ပိတ်ကဲတဲ့3လုံးပေါင်းချင်းခွင်နဲ့ပြန်ဖြီးပါတယ်2ပါဝါခွင်ပေါ့နော်3လုံးပေါင်း2ကြောင်း3လုံးပေါင်းခွင်ဟုတ်ပြီ8ကဲ9ရယ်4ရယ်3လုံးပေါင်းချင်း1ပါတယ်1ကြောင်းနဲ့1ပါဝါ8ကဲ3ရယ်5ရယ်အပိတ်ကဲဆိုတော့3လုံးပေါင်းချင်း6နဲ့ပြန်ဖြီးပါပြီနော်1ပါဝါ3လုံးပေါင်း6ဟုတ်ပြီကဲကျွန်တော်တို့ဒီမှာခွင်3ည3လုံးပေါင်းချင်း4ကြောင်းနဲ့နော်3ညခွင်ရယ်တဲ့3ညပိတ်ကဲ2ပိတ်ကဲ3လုံးပေါင်းချင်း9ပါတဲ့4ပါဝါ3လုံးပေါင်းချင်း9ပါဟုတ်ပြီဗျာဒီမှာကျွန်တော်တို့က3ခါကိုငါအသုံးတွဲဆိုတော့3ခါကျွန်တော်တို့ကငြိမ်နေပြီနော်3ခါဆိုထည့်လိုက်ပြီ3ထည့်လိုက်တာနဲ့3လုံးပေါင်းခွင်ဗျာနော်အဲ့3လုံးပေါင်းခွင်ဆိုရင်သူ့ပါဝါ3လုံးပေါင်းချင်း2ရဖို့ကျွန်တော်တို့ကနောက်ပိတ်ကိုရှားရတော့မှာဒါကြောင့်6ကဲခွင်ရခံထားတွေအတွက်3လုံးပေါင်းချင်း2ဖြစ်ဖို့ဆိုရင်9အပိတ်ပဲထည့်ရပါမယ်တဲ့3 9ကအဲ့လိုဇုံခတ်တာပါနော်ဒါကြောင့်ဆွေတော်မျိုးတော်များကိုကျွန်တော်က9 3 9တကွက်ကိုနော်လက်ဆောင်ပေးလိုက်ပါတယ်ဒါပေမဲ့9 5 3လို့လည်းထိုးသိခြင်းပါတယ်ဒါကျွန်တော်စီမှာလာယူတဲ့ဆွေတော်မျိုးတော်များကိုကျွန်တော်ကဒီလိုလေးရေးပေးထားပါတယ်နော်မမ်ဘာကနန်းကိုတော့9 5 3ရေးထားပြီးအာ9 3 9လို့ရေးထားတယ်ထိုးသိခြင်းလို့နော်ဗာမနေ့ကဆိုလဲကျွန်တော်က3ချိန်ပေါက်တယ်ဒဲတွတ်သေးကြီးပဲဖြစ်တယ်နော်ဒဲတွတ်တယ်ဆိုဥမာကျွန်တော်က9 5 3ရေးပေးလိုက်တယ်9 3 9ထွက်သွားတယ်ဒါမျိုးတွေပေါ့ကျွန်တော်စိုက်သမားဆိုတော့ကျွန်တော်အနေနဲ့ထိုးပြီးမြဲဆွေတော်မျိုးတော်များကြတယ်ကျွန်တော်ပြီးတဲ့တကွက်ပဲထိုးကြတာတချို့ကမအားကြဘူးလေအားတဲ့လူတွေကတော့ရပါတယ်နော်အဲ့လိုဖြစ်မှာဆိုလို့9 5 3ကိုရေးပေးထားတယ်ပြီးတော့အာ9 3 9ဆိုပြီးတော့ပဲထိုးပေါ့6ကွက်လုံးအာနိုင်အာမအာနိုင်အဲ့9 3 9လေးတော့ထိုးစီခြင်းလို့ကျွန်တော်ကအဲ့လိုလေးရေးပေးတာပါနော်ဒါကြောင့်ကျွန်တော်ခု9ကွက်ပေးတယ်ဒီ9 5 3အပါဝင်အဲ့ဒါကိုပေါက်ရင်တော့2သိန်းပေးရမယ်နော်ယူခြင်းတဲ့လူများအဲ့3 9 9 8 9 9 6 6 4 4ဘိုက်ပါတာလာယူကြပြီတော့ဗျာကဲကံကောင်းကြပါစေ